Hello Dada အေးခဏခဏပြတ်တဲ့လူတွေအနေနဲ့ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲ ဟုတ်အမတို့ရေရှည်အေးပြတ်တယ်ပေါ့နော် chronic sleep deprivation လို့ခေါ်တာပေါ့တနေ့ကို6နာရီထက်နည်းပြီးတော့ရေရှည်အမြဲတမ်းအဲ့လိုလေးပဲအိပ်နေမယ်ဆိုလို့ရှင်တော့ကျမရေအတွက်ဆိုးကျိုးတွေအများကြီးဖြစ်စေတယ်နံပါတ်1ကတော့သွေးတိုးယောဂကိုပိုဖြစ်စေတယ်ပေါ့နော်ရာခိုင်နှုန်းတော်တော်များများလေးသွေးတိုးဖြစ်နိုင်ခြေ risk ကမြင့်တက်သွားတယ်နောက်တစ်ခုကတော့နှလုံးကျမရေးနဲ့ဆိုင်တယ်ပေါ့နော်ကျမတို့ရဲ့သွေးကြောတွေထဲမှာ CRP လို့ခေါ်တဲ့ရောင်ရဲမှုကိုဖြစ်စေတဲ့ protein လေးကိုအေးပြတ်လို့ရှင်ပိုပြီးမြင့်တက်စေတယ်အဲ့ဒါကနှလုံးယောဂတို့လေဖြတ်တာတို့ဖြစ်နိုင်ခြေနှုန်းကို48ရာခိုင်နှုန်းလောက်ထိမြင့်တက်စေရလို့ဆိုပါတယ်နောက်တစ်ခါကျတော့ဟော်မုန်းတွေမညီမျှတာဖြစ်တယ်ပေါ့နော်အေးရပြတ်တယ်ဆိုလို့ရှင်ကျတော့ကျမတို့ရဲ့ဟော်မုန်းမှာ leptin လို့ခေါ်တဲ့အစာစားခြင်းစိတ်ကိုတားပေးတဲ့ဟော်မုန်းလေးကနည်းသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဘိုက်ပိုစားတယ်အစားတွေပိုစားပြီးတယ်အဲ့တော့ခန္ဓာကိုယ် weight ကလည်းပိုမြင့်တက်လာတယ်ဝလာတယ်ပေါ့နော်ပြီးရင် type 2 diabetes လို့ခေါ်တဲ့စီးချိုသွေးချိုဖြစ်နှုန်းကလည်းပိုပြီးမြင့်တက်လာတယ်သူကတော့ insulin resistant လို့ခေါ်တဲ့ insulin ကိုတိတ်ပြီးတော့မသုံးနိုင်တော့တဲ့ဟာမျိုးကြောင့်ဖြစ်ပါတယ်နောက်တစ်ခါတော့အာယုံကြောနဲ့စိတ်ချမ်းသာယူတဲ့ထိခိုက်စေတယ်ရေရှည်အေးပြတ်တယ်ဆိုလို့ရှင်မှတ်ဉာဏ်လျော့နေတာတို့ပြီးလို့ရှင်အသက်ကြီးလို့ရှင် Alzheimer တွေပါဖြစ်တာတို့ပိုဖြစ်တတ်တယ်နောက်တစ်ခါတော့ immune system ကိုပါထိခိုက်တယ်ပေါ့နော်ခုခံအားစနစ်ပေါ့cytokine လို့ခေါ်တဲ့ပိုးမွှားတွေကိုတိုက်ထုတ်တဲ့ဓာတ်ကလေးကိုသူကလျော့နေသွားစေတယ်အဲ့အတွက်ကြောင့်မလို့ပိုးမွှားတွေဝင်ရောက်တယ်ဆိုလို့ရှင်ခန္ဓာကိုယ်ကပုံမှန်လူတွေနောက်ပြန်ပြီးတော့မတိုက်ထုတ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဖျားတာနာတွေပို့ပြီးတော့ဖြစ်လွယ်ပါတယ်အဲ့တော့ရေရှည်အေးပြတ်တာကကျန်းမာရေးအတွက်တော်တော်လေးဆိုးတဲ့အန်တီရတစ်ခုဖြစ်ပါတယ်အဲ့ဒါလေးကိုတော့သတိထားစေလိုပါတယ်